18ရက်12လ2025တရက်တာနဲ့ပတ်သက်တဲ့တနေ့တာကဏ္ဍမလေးကိုဟောပေးသွားမှာဖြစ်ပါတယ်အမြင်မတူတာတွေညှိနှိုင်းရမယ်ငင်းခုန်ရတာမျိုးတွေရှိမယ်တခုခုဆိုဖတ်တွေ့ထားလို့စိတ်တွေညားနေတတ်တယ်အနာဂတ်ကိုရှောက်လန်းဖို့အတွက်အတိတ်ကနေရုံထွက်ဖို့ခက်နေတတ်တယ်မလိုအပ်ဘဲငွေကုန်တတ်တယ်အေးမိတတ်တယ်ငွေပြက်လက်နေတတ်တယ်အတုံးအဖြုံးတွေသတိထားဖို့လိုတယ်ဒီနေ့အတွက်ဆောင်းရှောင်းမဲ့ຢာကတော့တခုခုဆိုကံတရားကိုပဲအားကိုးနေတာမျိုးအပြစ်ပုံချတာမျိုးမလုပ်ပါနဲ့မျောလင်းချက်ထားပြီးအလုပ်လုပ်ပါအလုပ်လုပ်တဲ့အခါမှာစနစ်တကျနဲ့ကြိုးကြိုးစားစားလုပ်ကင်ပါ lucky number နဲ့ universe message ကိုဗီဒီယိုရဲ့အဆုံးသတ်မှာထည့်ပေးထားပါတယ်စနစ်တာလုံးဆင်ပြေချုံးဝေးကြပါစေဒီဗီဒီယိုကိုဆုံးတဲ့ထိကြည့်ပေးတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်